မာလေးကဒီအားလေးမှာခိုင်ကြိုက်လဲကိုယ်တိုင်လုပ်ပြရတယ်ဗျာဒီလား post တွေကိုဘယ်လိုတင်ရမလဲကျွန်တော်မြင်ရတာမေးတယ်လွယ်ကူရိုးရှင်းတဲ့ဒီလန်တစ်ခုကျွန်တော်အခု view ထဲမှာလုပ်ပြပြီးတော့တစ်ခါတည်းပြပြပေးတော့မှာဖြစ်ပါတယ်ရိုက်မဲ့ပုံစံနဲ့အဝတ်အစားနဲ့ make up နဲ့ location နဲ့ကိုအရင်ရွေးချယ်ရပါမယ်အဲ့ရွေးချယ်ထားတဲ့ဟာနဲ့မှ live ဖတ်တဲ့ post ကိုရွေးချယ်ဖို့ကနံပါတ်1အရေးကြီးဆုံးဖြစ်ပါတယ်ရွေးချယ်ထားတဲ့အဝတ်အစားနဲ့ location ကအဆက်မှုရှိဘူးဆိုရင်လည်းအဆင်မပြေပါဘူး location နဲ့အဝတ်အစားနဲ့အဆက်မှုရှိနေပြီးတော့ကိုစင်ကလည်းလိုက်ဖက်မှုမရှိဘူးဆိုရင်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့မျက်နှာရဲ့ဖူးပါအဲ့မူးကလည်းအရင်အရေးကြီးပါတယ်1နဲ့ဆိုရင်1နဲ့ပုံစံပေါက်အောင်လို့ကျွန်တော်တို့ကဒါခန္ဒီပုံပေါ်ရိုက်ပြရမှာဖြစ်ပါတယ်ပျော်နေဆိုရင်ပျော်နေတဲ့ချိန်ပေါ့နော်စသဖြင့်ပေါ့နော်အခုကကျွန်တော်ကိုကူညီပေးမယ်ကျွန်တော်ရဲ့သားတဲ့သမီးပေါ့နော်နှစ်ယောက်ကတော့အခုခန်းနဲ့လူတွေပါသူအသုံးပြုမဲ့ကင်မရာကတော့ကျွန်တော်ရဲ့အချစ်တော် RP နဲ့ RF 24-105 lens ပေါ့နော်ကျွန်တော်ကများသောအားဖြင့် prime lens နဲ့ဆိုင် zoom lens တွေကိုပို့ပြီးအသုံးပြုတာများတယ်ပေါ့နော် zoom lens အသုံးပြုရဆိုရင်ကိုလိုချင်တဲ့ frame အချင်းကျယ်ကိုတနေရာတွေကနေပဲခစားလို့ရမှာပေါ့နော်ပုံရည်အတွက်ပုံများများရိုက်လို့ရတာပေါ့နော် couple post နဲ့ကျွန်တော် pre-wedding post သုံးဖို့မင်္ဂလာဆောင်မှာရိုက်တဲ့ post တွေကတော့ caption တွေပဲဖြစ်တယ်ကျွန်တော်ပြောတဲ့ဟာလေးတွေကိုလိုက်ပြီးတော့နားထောင်ကြည့်လိုက်မယ်ဆိုရင်တော်တော်သဘောပေါက်သွားပါလိမ့်မယ်အဓိက postကိုလည်းယူမယ်ကင်မရာရဲ့အယူအဆတွေနဲ့လည်းကျွန်တော်ပုံလေးတွေများများရအောင်လို့ like ပြီးတော့ခံဒီမှာဖြစ်ပါတယ်အခုကပ်ပယ်ရိုက်မယ်ဆိုရင်ဒါပုံမှန် resolution နဲ့ post တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်က portrait ပုံလေးယူထားပါတယ်ကျွန်တော်ဒီကနေကျွန်တော်တပုံရိုက်လိုက်တယ်ကောင်မလေးကတောင်လေးရဲ့လက်မောင်းလေးဆက်ကန်လိုက်တယ်နော်အဲ့ဒီတိုင်းကိုပဲအခုပုံလက်ပုံနဲ့ပြောင်းလိုက်တဲ့ပုံနဲ့ကျွန်တော်က line ဖတ်လို့ဆက်လိုက်ပါမယ်ဒီတိုင်းကိုပဲကျွန်တော်ကတယောက်ကြည့်ပြီးတော့ခါတော့ထောင်လိုက်မှုခဲနဲ့ position ပြောင်းပြီးတော့ကျွန်တော်အလျားလိုက်လေးကို subject ကိုညာဘက်ချမ်းမှာ row အတက်မှာထည့်ပြီးတော့ကျွန်တော်ဒီပုံရိုက်လိုက်ပါမယ်အခုဒီခါကျရင်ကောင်မလေးကအောက်ကုန်းကုန်းကြည့်ပြီးရှက်လိုက်ပါတစ်ချက်လားဒီနေ့ကသူနှစ်ဖူးလောက်လေးကြည့်ပေးပါ okay ဟုတ်ပြီဗျာ okay ဒီကတော့ရိုးရှင်းရှင်းလေးပဲပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့3ပုံ4ပုံလောက်ကျွန်တော်တို့ရပါပြီဟုတ်ပြီမျက်နှာချင်းလိုက်လေးတစ်ချက်လောက်ရပြီးတော့ဒီတိုင်းကိုပဲတယောက်ကြည့်တဲ့ post လေးကိုပဲကျွန်တော်တို့ထောင်လိုက်လေးတစ်ပုံလောက်ရိုက်လိုက်ပါမယ်ပြီးတော့အဲ့ဒီတိုင်းကိုပဲထပ်ပြီးတော့ကျွန်တော်တစ်ပိုင်းတစ်ပုံထပ်ပြီးကြိုက်ပါမယ်အဲ့တစ်ပိုင်းရတဲ့ချိန်မှာမှကင်မရာတစ်ချက်လောက်ကြည့်ပေးပါကြိုက်မယ် okay ဟုတ်ပြီဒီမှာကသူတို့ကတော့အပြင်မှာ couple sim ဟုတ်တဲ့အတွက်ပေါ့နော် post ကတော့အဲ့လိုမျိုးနန်းတာပြတော့မလုပ်တော့ဘူးပေါ့နော်ဒီနေရာမှာတူးလေးနန်းတာမျိုးလက်လေးနန်းတာမျိုးစသဖြင့်ပေါ့နော်တခြား post လေးထည့်ပြီးတော့ကျွန်တော်ထပ်ပုံရည်အတွက်တွေအများကြီးချရအောင်လဲထပ်ပြီးတော့ရိုက်လို့ရတယ်ပေါ့နော်ရင်းလေးကတက်လေးရက်လိုက်ပါဟုတ်ပြီဒါလေးကခဏလိုပဲလက်မောင်းလေးနည်းနည်းလေးခွာလာခွာလေးခွာလာပါတယ်လဲလို့ကောင်းပါလေဟုတ်ပြီအဲ့ဒါကိုအခု post ခိုင်းရမယ်နော်okay ဒီနေ့ကညီမလေးကိုနည်းနည်းဆွေကြည့်မယ်ညီမလေးကမျက်နှာလေးချလိုက်တော့ okay တပွင့်ရတဲ့ချိန်မှာသူတို့ရဲ့ mood တွေပေါ့နော်ကပ်ပယ်ရတဲ့ချိန်မှာဒါသူတို့ကအတွဲဖြစ်တဲ့အတွက်ချစ်နေတဲ့နှစ်ယောက်ပေါ့နော်ချစ်နေပါလေဆိုတာဓာတ်ပုံထဲမှာပေါ်လွင်မှုအတွက်စကားနဲ့ဆွဲဆောင်ရတာပေါ့နော်ဓာတ်ပုံရိုက်နေတဲ့ဆိုတော့ပတ်သက်ကြီးပိတ်ပြီးတော့ရိုက်နေလို့မရဘူးပေါ့နော်နောက် chocolate လေးရိုက်ကြည့်အောင်နော် bro ကဒီချိန်ကျရင်ဒီနေ့ဟိုညာဘက်အားလုံးဒီကတော်လေးပေါ်အောင်လားတောင်းလိုက်အရင်တော့ပုံရိုက်မယ်တယောက်ကြည့်လိုက်ပါတယောက်ကြည့်လိုက်ပါokay ရိုက်မယ်ဒန်တောင်းလိုက်တပုံလောက်ရိုက်လိုက်မယ်ဒီခါကျနှစ်ယောက်လုံးကျွန်တော်ကိုပြန်လှည့်ကြည့်လိုက်ပါဟုတ်ပြီ okay ဒီနေရာမှာတော့ကျွန်တော် frame ပဲပြောင်းလိုက်တယ်ပေါ့နော်အလျားလိုက်လေးဖြစ်သွားပြီ okay ရိုက်လိုက်ပါမယ် okay ကြော့ကွေးလေးမှာနှစ်ပုံရတယ်ပေါ့နော်ဒီမလေးကဒီအားလေးမှာဒီလိုဆိုတော့ခိုင်ကြိုက်လဲကိုယ်တိုင်လုပ်ပြရတယ်ဗျာဒီလားလုပ်ရင်တောင့်တင်းနေမှာဆိုလို့ပြောကိုယ်တိုင်ဝေးပြီးတော့ post ပေးရတာမျိုးလည်းရှိတယ်နော် okay ဝင်လိုက်ပါဟုတ်တယ်